မင်္ဂလာပါခင်ဗျာခုမြင်တွေ့နေရတာကတော့ကမ္ဘာအဆင့်နံပါတ်3ညံတော့အမြင့်ဆုံးလေးကျွန်းစัจ जा ဗုဒ္ဓရုပ်ဘွားတော်ကြီးပဲဖြစ်ပါတယ်စကိုင်းမြို့မှာတည်ရှိပါတယ်ခင်ဗျာညံတော့ရမ်းမြင့်ပါတယ်32ပုံမှာရှိတဲ့တတော်တွေအားလုံးကိုနိုင်ငံပကြီးကားနဲ့ဆွဲထားလို့ဖြစ်ပါတယ်ခုမြင်တွေ့နေရတာကတော့ကျွန်တော်တို့မွန်ညင်းတန်ဖို့တွေဖြစ်ပါတယ်ကျွန်တော်စနေနေ့တာလောက်ကဖူးပါတယ်ဒီဖျားကိုသွားပြီးတော့လေကျွန်တော်ဒီအရာဒီမှာဇီဒီပေါင်း9,800,000နဲ့ဘယ်လောက်မှမသိရှိပါတယ်ကျွန်တော်မေ့နေလို့ပါလူရန်လည်းဖူးတိုက်တယ်ပေါ့နော်ဒီလိုဖျားမျိုးဒါကိုယ်နိုင်ငံကိုယ်လူမျိုးရဲ့အမွေနှစ်ထဲကတစ်ခုပေါ့နော်ပြီးခမ်းနားပါတယ်နောက်တစ်ချိန်ကမှဒါသမိုင်းတွေဖြစ်မှာပေါ့နော်ဒီလိုဖျားမျိုးကြီးကြီးမားမားကြီးတွေတည်နိုင်ခြင်းဟာမြန်မာရဲ့ကမ္ဘာရဲ့ရှင်းတဲ့ခါမှာကျရင်ကိုယ်နိုင်ငံကဒါမျိုးဖျားကြီးတွေတည်ထားနိုင်တာကလုံးဝမှတ်တိုင်းတစ်ခုဖြစ်မှာပေါ့နော်ဖူးပြောင်းလဲဖူးကြပါလို့ကျွန်တော်ပြောချင်ပါတယ်လက်ရှိဒီလိုဖျားမျိုးကြီးပေါ့နော်ကျွန်တော်အပန်းကြရင်ဆရာရှင်စီဒီတိုတွေပြီးလို့ချွေတီကုန်းဖျားတွေမဟာမြတ်မုနီတွေပြီးရင်ခြေတော်ရာမှာရှိတဲ့ဖျားတွေလောင်းတော်ကတ္တဗတွေအစတင်မွေးနိုင်အောင်ကျွန်တော်ကြိုးစားပါမယ်တချို့ကလည်းပြောကြပါတယ်ကျွန်တော်ကိုနိုင်ငံအကြောင်းဘာလို့မတင်ပေးအောင်ဆိုကျွန်တော်မြန်မာနိုင်ငံအကြောင်းကိုမတင်ပြတာကျွန်တော်ခက်ခက်နနစကူထားခြင်းမရှိလို့ပါကျွန်တော်မျှပြီးတင်ပေးရတာကြတော့တိတ်ပြီးမထီရောက်ဘူးပေါ့ဗျာနော်မြည်သူမစိုးဖူးမြနိုင်ရတဲ့အတွက်ကိုကျွန်တော်ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာအားလုံးကျမကြီးစိတ်ကြပါကျွန်တော်ကတော့ဘာသာရေးတွေကိုပြန်လည်မျှဝေပေးနေတဲ့ကိုအောင်တွင်စစ်ဖြစ်ပါတယ်ခင်ဗျာကျူးစားနေပါတယ်ကျွန်တော်နောက်ထပ်လည်းရုံတင်ပေးနိုင်ဖို့တော့ဘူးလေကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေကိုကြည့်ပြီးတဲ့သူတိုင်းကွန်မန့်လေးတွေလည်းရေးပေးခဲ့ဖို့လည်းတောင်းဆိုပါတယ်ခင်ဗျာရှယ်ပေးခြင်းမရှယ်ပေးခြင်းကတော့မိမိရဲ့သဘောဆန္ဒလေးရောက်ပါခင်ဗျာညကျဲပါတယ်ဒီမှာထူးထူးခြားခြားပြောချင်ပါတယ်မွန်ညင်းတံပိုးဒီမှာလက်သမား2ဦးနဲ့လက်မယား2ဦးပေါ့နော်လက်မယား2ဦးရဲ့နွားကြီးတစ်ရှင်းရဲ့ရှိပါတယ်အဲ့ထဲမှာကျွန်တော်တို့နွားနဲ့ပတ်သက်တဲ့စောင့်ပုတ်လေးရေးထားရှိပါတယ်ကျွန်တော်အဲ့ဒီကနောက်ဒီမွန်ညင်းတံပိုးဒီဖျားမှာအဲ့ကပီးကြောက်စာလေးဖတ်ပြီးတော့ခုချိန်လေးကျွန်တော်မဲသားမစားပါဘူးခင်ဗျာဒါကျွန်တော်မရကြပါဒါလက်ရှိဘူးဒါကျွန်တော်ဖူးခဲ့ဘူးတဲ့ဖျားကိုကျွန်တော်ပြန်တင်ပေးတာဖြစ်ပါတယ်နှောက်ပေးတာပါမရောက်သေးတဲ့သူများလည်းတွားရောက်ဖူးမြော်ကြဖို့ရောက်ပြီးတဲ့သူလည်းတွားရောက်ထက်ကတွားရောက်ဖူးမြော်ကြဖို့